လိုက်ကောင်းနိုင်ရေးစထားတဲ့စစ်တပ်ကောင်စီနဲ့ချင်းဆောင်လို့ရပါတယ်ဒီချင်းလေးဟာဆိုရင်1996ကနေရေးစထားပြီးတော့ဒီနေ့2026မှာဆိုရင်50ပြည့်ဖြစ်ပါတယ်အမတ်တရားအနေနဲ့ဆုံးဖြတ်ရတယ်ဒီစားလည်းခွင့်ပြုပေးရတဲ့စီစဉ်နိုင်မှာဖြစ်ပါတယ်အားလုံးရပြီးသားဖြစ်တဲ့ညော်လေးကအားလုံးဆုံးဖြတ်ပါလိုက်ပါတယ်နော် Thank you She